မင်္ဂလာပါခင်ဗျဒီနေ့ကျွန်တော်ရှင်းပြပေးမှာကတော့ဒီလိုမျိုးပေါ့နော် pocket အိတ်ဆောင်အသေးလေးတွေကိုဘယ်လိုအသုံးပြုရလဲဆိုပြီးတော့ကျွန်တော်မေးထားတဲ့ customer တွေပေါ့နော်ဒီဆက်ရဲ့အသုံးပြုပုံကတော့ client data line 4G မိပြီးတော့အနည်းဆုံးတိုင်သုံးနိုင်တက်တယ်ဆိုရင်ကြိုက်တဲ့ SIM card ကိုထည့်ပြီးအသုံးပြုလို့ရတယ်နောက်တစ်ခုရှိတာကကြတော့ဒီဆက်တွေကပေါ့နော်ဘယ်လိုနေရာဘယ်လိုဒေသတွေမှာအသုံးပြုလို့ရလဲဆိုပြီးတော့ကျွန်တော်မေးထားတဲ့ customer တွေအတွက်ပေါ့နော်ဒီဆက်တွေကဘယ်လိုနေရာဘယ်လိုဒေသမှာအသုံးပြုလို့ရဆိုတော့ကျွန်တော်ဆက်ထဲမှာထည့်သွင်းအသုံးပြုတဲ့ SIM card က phone line data line 4G မိပြီးတော့ကျွန်တော်အနည်းဆုံးတိုင်သုံးနိုင်တက်တယ်ဆိုရင်ကြိုက်တဲ့ SIM card ကိုထည့်ပြီးအသုံးပြုလို့ရပါတယ်ဆက်ရဲ့အသုံးပြုပုံလေးကိုကျွန်တော်အသေးလေးတစ်ချက်ပြပေးပါမယ်ဗျဆက်ရဲ့အသုံးပြုပုံကတော့ရိုးရှင်းရှင်းပါပဲဗျကျွန်တော်တို့ဆက်မှာပါတယ်ကျွန်တော်ဖုန်းကိုခွာလိုက်မယ်ပေါ့နော်ဆက်ရဲ့ဖုန်းကိုကျွန်တော်ခွာလိုက်မယ်ဆက်ရဲ့ဖုန်းကိုခွာပြီးသွားရင်ကျွန်တော်တို့သူ့ရဲ့ဘက်ထရီလေးကိုတွက်လိုက်မယ်ပြုတ်ပြီးသွားရင်ဆက်ထဲမှာပေါ့နော်မိမိတို့စီမှာမိမိတို့နေထိုင်ရာဒေသမှာ line မြက်ကပ်ပေါ့နော်ကြိုက်တဲ့ SIM card ကိုထည့်သုံးလို့ရပါတယ်ဗျကြိုက်တဲ့ SIM card ဆိုပေမဲ့ကျွန်တော်တို့ကိုတန်နဲ့ Wi-Fi ကတ်တွေနဲ့သုံးမယ်ဆိုတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဗျဒီဆက်တွေမှာကြာကျွန်တော်တို့သူ့ရဲ့SIM card site ပေါ်မှာမူတည်ပြီးတော့ထည့်ပေးရမှာပေါ့နော်သူကကြတော့ standard ရှိတယ် micro ရှိတယ် nano ရှိတယ်ကျွန်တော်အခုထည့်ပေးတာကတော့ micro site ပေါ့နော်ဆက်ထက်မှာကတ်ထည့်ပြီးသွားရင်သူ့ရဲ့သက်ဆိုင်ရာဘက်ထရီကိုပြန်တက်ပြီးတော့ကြတော့ကျွန်တော်တို့ဖုန်းအုပ်ပြီး power ဖွင့်လိုက်တာနဲ့ power on လိုက်တာနဲ့ပေါ့နော်ကျွန်တော်တို့ဆက်ကအသုံးပြုလို့ရပါပြီဗျဒီဆက်ကလေးတွေကကြတော့ဆက်ရလိုင်းဆွဲအများတော့300မက်နဲ့လာတယ်ဖုန်းလုံးရေကအများဆုံး10လုံးလောက်ထိပေါ့နော်ချိန်သုံးလို့ရတယ်စင်ကအနေနဲ့ကလည်းဒီဆက်တွေက all sim ဖတ်တဲ့ဆက်တွေဖြစ်လို့မလို့ဖုန်းလိုင်းအင်တာနက်လိုင်း 4G မိပြီးတော့ကြတော့အနည်းဆုံးတိုင်သုံးနိုင်တတ်တဲ့ဆိုရင်ကြိုက်တဲ့ SIM card ကိုထည့်သုံးပြုလို့ရတယ်ဆက်ရဲ့ location အနေနဲ့ကလည်းပေါ့နော်ဆက်ရဲ့ location အနေနဲ့လည်း unlock ဖြစ်လို့မလို့ဖုန်းလိုင်းအင်တာနက်လိုင်းမိရဲ့နေရာဘယ်နေရာမှာဆိုပေါ့နော်ကြိုက်တဲ့နေရာကိုတည်သွားလို့ရပါတယ်ဗျနောက်ပြီးသူ့ရဲ့အောက်သင်းပေါက်အနေနဲ့လည်းတိုက်စီပေါက်နဲ့လာတာဖြစ်လို့မလို့အားဝင်မြန်ပြီးတော့ကြတော့အားစားတက်တာတယ်ဗျဒီဆက်မှာကြတော့ bit and battery အနေနဲ့က 4000 mAh ပါဝင်တဲ့ဆက်ကလေးဖြစ်လို့မလို့သူ့ battery ကြီးကကျွန်တော်အသုံးပြုမယ်ဆိုရင်အနည်းဆုံး6နာရီ9နာရီလောက်ကောင်းကောင်းအသုံးပြုလို့ရပါတယ်ဗျဆက်ကဒါဆိုရင်ကျွန်တော်ဆက်ကစပြီးလှုပ်ပြီးတော့ဒီဆက်မှာကြတော့ကျွန်တော်သူ့ရဲ့ original user name နဲ့ password နဲ့ပါတယ်အဲ့ဒါကိုမိမိတို့စိတ်ကြိုက်ပေါ့နော်ဒီသူ့ရဲ့သက်ဆိုင်ရာ website မှာဝင်ပြီးတော့ကြတော့လည်းချိန်မယ်ဆိုရင်ချိန်လို့ရပါတယ်ဗျဒါဆိုရင်သူ့ရဲ့ original နာမည်ကတော့အပေါ်မှာပေါ့နော်အောက်ကတော့သူ့ရဲ့ key ဆိုတာကတော့အောက်ကသူ့ရဲ့ password ပေါ့နော်ဟုတ်ကဲ့အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ဗျ